Hi အားလုံးပဲမင်္ဂလာပါဒီနေ့ဝီကဗီဒီယိုဖိုင်မတင်တာကြာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဂျစ်ကားတစ်စိတ်ကလေးကိုမတူတဲ့ဂျစ်ကားတစ်စိတ်နှစ်မျိုးကိုတခါတည်းပြပေးသွားမှာဖြစ်ပါတယ်ရှင်ဘလို့မတူတာလဲဆိုလို့ရှိရင်တော့ပြောရမယ်ဆိုရင်ထုတ်တဲ့ကုမ္ပဏီလည်းမတူဘူးအစင်ဒီဇိုင်းကာလာလည်းမတူဘူးဈေးနှုန်းလည်းမတူပါဘူးရှင်ဝီခုပြပေးနေတဲ့ဂျစ်ကားကကြတော့ဂျစ်ကားတစ်စိတ်နှစ်ကိုက်တစ်ထွာ NGKG ကုမ္ပဏီကထုတ်တဲ့နှစ်ကိုက်တစ်ထွာလုံကြီးခွင်းပဲဖြစ်ပါတယ်ရှင်အနံကြီးဖြစ်ပါတယ်တုံးတယုံဝတယ်ပေါင်200ပတ်ချာလဲအထီဝတယ်သူတွေအတွက်ကိုအဆင်ပြေအောင်လို့နှစ်ကိုက်တစ်ထွာခွင်းဖြတ်ပေးထားတာဖြစ်ပါတယ်ရှင်သူကကြတော့လက်လီတစ်ထည်ကိုဝီတို့က13500ရောင်းပါတယ်90ဈေးသက်ရှိပြီးတော့25တဲ့တစည်းလာပါတယ်ရှင်အစင်လေးတွေကကြတော့အယောင်ဆုံးဈေးနှုန်းတင့်တဲ့အထဲမှာဆိုရင်သူ့ရဲ့အသားကဆက်ပြီးတော့ပေးရတဲ့ဈေးနဲ့အရန်တန်နေဆိုတဲ့ခံစားချက်ကိုပြန်ရနိုင်တဲ့ဂျစ်ကားတစ်စိတ်ဖြစ်ပါတယ်ဂျစ်ကားတစ်စိတ်အစ်စ်ဖြစ်ပါတယ်ရှင်အခုဈေးကွက်ထဲမှာဆိုရင်ဂျစ်ကားအတုတွေပေါ်တယ်5-6,000နဲ့ရတယ်ဆိုတဲ့ဟာတွေကဂျစ်ကားအစ်စ်တင်မဟုတ်ပါဘူးတကယ်ဂျစ်ကားအစ်စ်ကအနည်းဆုံး1000ပတ်ချာလဲ1000အကျော်မှာ12000ပတ်ချာလဲမှာရှိပါတယ်ရှင်ဒါလေးကဘာလို့13500ဖြစ်လဲဆိုလို့ရှိရင်ပုံမှန်နှစ်ကိုက်ခွင်းတွေထက်ပိုပြီးတော့တထွာပိုပါတယ်ဝါရတဲ့သူတွေအတွက်ကိုတထွာပိုပါတဲ့အတွက်ကြောင့်မလို့နှစ်ကိုက်တထွာခွင်းဖြစ်တဲ့အနံကြီးမှုလို့13500ဖြစ်ပါတယ်ရှင်သူ့ရဲ့အစင်လေးတွေကကြတော့မျက်စိအေးစရာအစင်လေးလည်းပါတယ်အစင်တောက်တောက်လေးလည်းပါတယ်အယောင်ဆုံးတယ်ပေါ့နော်အဓိကကကြတော့အစင်ကကြတော့အနက်ခံလေးတွေရောခဲခံလေးတွေရောအများကြီးပဲပါတယ်ဒီအစင်လေးတွေဆိုရင်ဒါနောက်ဆုံးဝီစီကိုရောက်တဲ့အစင်လေးအရန်လဲလှတယ်အသားလေးကကြတော့တော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရတယ်ခုနောက်ပိုင်းဂျစ်ကားကုမ္ပဏီက quality လေးတွေကိုတော်တော်လေးအရင်လိုမဟုတ်ဘူးတချို့ဟိုရင်တော့ဆိုရင်ဂျက်ကားတွေကလေတော်တော်လေးကိုစွတ်စွတ်ပြပြကြမ်းကြမ်းထော်ထော်ကြီးလာတဲ့quality ပုံစံမျိုးတွေလာတယ်အဲ့လိုတော့ဆိုရင်တော့ဝီတို့ကအဲ့အသားကိုတိပြီးနောက်ပိုင်းထပ်ပြီးတော့မယောင်းပြစ်တော့ဘူးပေါ့နော်အသားမကောင်းဘူးဆိုရင်ဝီတို့ကမယောင်းဘူးရှင်နာမည်လေးပြစ်တယ်လေပြီးတော့သူတို့ကုမ္ပဏီကိုလည်းဝီတို့က complaint တွေပါပြီးပြန်တက်ပေးရတယ်ပေါ့နော်ဒါလေးကကြတော့အသားလည်းကောင်းတယ်အစင်လေးတွေလည်းလှတယ်ပေးရတဲ့ဈေးနဲ့လည်းတန်တယ်ပြီးတော့နွေရာသီအတွက်ကတော့ AC ပဲဝယ်လို့အတွက်အစင်တော်တော်ပြေပေါ့နော်တော်တော်ပိန်တဲ့သူဆိုလို့ရှင်တော့သူကလေလက်ပြက်အင်ကြီးတစ်ထည်တောင်ရနိုင်တယ်မဟုတ်ဘူးရှောက်ပြောတာစတာနော်စိတ်မဆိုးပါနဲ့ဝီကအရန်ကိုနောက်တက်တယ်ပြီးတော့အရန်ကိုအစတန်တဲ့အထက်မှာပါတာဖြစ်တဲ့အတွက်ကြောင့်မလို့เนาะတော်တော်လေးကိုထိမ့်ပြီးပြောနေရတာဖြစ်ပါတယ်နောက်ပိုင်းဆိုလို့ရှိရင်ဗီဒီယိုဖိုင်တွေနောက်ပိုင်းတွေမှာဆိုလို့ရှိရင်တော့အဲ့လိုပုံစံမျိုးဟိုစတာနောက်တဲ့အားလေးပါလို့ရှိရင်လည်းသိခံပြီးတော့ကြည့်ပြပါเนาะဝီကအစနောက်တန်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ပါရှင်ကဲလုံးကြီးလေးအကြောင်းပြန်ပြောမယ်ဒါလေးဆိုလို့ရှိရင် तू ကဒီအစင်လေးဆိုလို့ရှိရင် तू က3-4မျိုးလောက်ကိုအစင်အယောင်မတူတာလေးပါတယ်ဒါလေးကကျတော့တစ်ထဲပဲပါတယ်ဒါလေးကိုကျတော့လူတော်တော်များများဝေးစီမှာဆိုရင်ထက်ခါရွေးကြတဲ့အထဲပါတယ်ကဲဂျစ်ကာကိုအကုန်စုပြီးရိုက်ပြပေးမယ်နောက်ထပ်တမူးအမြင်လိုက်ဂျစ်ကာတစ်စိတ်ကိုပြပေးမယ်နော်နောက်ထပ်ဒါလေးပြီးရင်လာလိမ့်မယ်နော်နောက်ဒါအစည်းပုံစံလေးကိုနမူနာဝီပြပေးထားတာဖြစ်ပါတယ်ရှင်25ရဲ့တစ်စီးဆိုရင်ဒီလိုအစင်ဆုံးရောင်းဆုံးလာပါတယ်ရှင်အခုလာမဲ့ဂျစ်ကားကကြတော့ဂျစ်ကားကို NGKG ကုမ္ပဏီကထုတ်တာမဟုတ်ဘူး MAT ပေါ့နော်ဝီအများတန်းပြောတယ် MAT ကုမ္ပဏီက handmade တွေအများကြီးထွက်တယ်ဆိုတဲ့အထက်ကနေပြီးတော့သူကဒီဇိုင်းစမ်းလေးနဲ့ထွက်တယ် JIT လို့သူတို့ကတော့ခေါ်တယ်ပေါ့နော်ဝီကတော့ JIT လို့ပဲပြောလိုက်တော့မယ်ဒါပေမဲ့သူကကုမ္ပဏီမတူတဲ့အတွက်ကြောင့်မလို့သူကအစင်ဒီဇိုင်းလည်းမတူဘူးအရေးသွေးလည်းလုံးဝမတူဘူးပေါ့နော်ဒီပုံစံလေးတွေကကြာတော့အမိုင်းစင်လေးလာတယ်အောက်နာအမိတ်ကလည်းခက်ကြီးကြီးပေါ့နော်အရင်ကြီးတော့မကြည့်ဘူးဒူးနာထီတော့မရောက်ဘူးပေါ့နော်ပုံမှန်အနားလေးလောက်ပေါ့အဲ့လောက်တော့ရှိတယ်သူအစင်လေးတွေကကြတော့အယောင်အမိုင်းလေးလာပြီးတော့လက်လီတစုံဆိုရင်တော့လက်လီတစ်ထည်ပေါ့နော်လုံကြီးခွင်းဖြစ်တယ်2မီတာလုံကြီးခွင်းပေါ့နော်2မီတာလုံကြီးခွင်းဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ခိုက်တမိုက်ပါတယ်အဲ့ဒီဥစ္စာလေးတွေကကြတော့ဝီရလက်လီတစ်ထည်ကို2000ရောင်းတယ်နော်90ဈေးနဲ့20ဈေးသက်ရှိပါတယ်ရှင်အစင်လေးတွေကကြတော့လူငယ်ကြိုက်အစင်လေးတော့မဟုတ်ဘူးပေါ့နော်လူကြီးကြိုက်အစင်လေးဖြစ်တယ်သူကအမိုင်းလေးတွေကာလာအမိုင်းလေးတွေလာတာဖြစ်တဲ့အတွက်ကြောင့်မလို့အပေါ်ကအင်ကြီးကအဖြူလေးနဲ့ပဲဖြစ်ဖြစ်လုံကြီးပါတဲ့အယောင်လေးရဲ့အဖြော့အယောင်လေးနဲ့ပဲဖြစ်ဖြစ်ဝတ်မယ်ဆိုရင်တော့တော်တော်လေးကိုပို့ပြီးတော့လိုက်ဖက်တယ်လို့ဝီခံစားရတယ်ပေါ့နော်ဒါလေးကကြတော့ Jip တစ်စိတ် MAD ကုမ္ပဏီကထုတ်တဲ့ Jip တစ်စိတ်ဖြစ်ပါတယ်အသားတစ်စိတ်လည်းပါတယ်နော်ဒီဘက်မှာဆိုလို့ရှိရင်အဝါရောင်တောင်းကွက်ကလေးနော်အောက်အနားလေးမှာကြည့်လိုက်လို့ရှိရင်အောက်နားမိတ်နေရာလေးမှာကြည့်လိုက်လို့ရှိရင်သူ့ရဲ့အသားတစ်စိတ်လေးလည်းပါတယ် MAD ကုမ္ပဏီကထုတ်တယ်ဆိုတော့ Jip ထားဖြစ်ပါတယ်ရှင် Jip တစ်စိတ်လို့ပဲဝီပြောမယ်နော်ဒါကြောင့်မှားမှာဆိုလို့ပါရှင်အစင်လေးတွေကကြတော့အမိုင်းကြီးဖြစ်တဲ့ကြောင့်မလို့လူကြီးတွေပဲပို့ပြီးကြိုက်နေတတ်နိုင်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးအောင်နော်ပြီးတော့ဝီရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ရသေးတယ် subscribe လေးလုပ်ပေးသွားပါအောင်ရှင်ဝီစီမှာလက်လီရောလက်ကားရောအခုဝီအထည်ပုံလေးမှာပေးထားပေးတဲ့ဖုန်းနံပါတ်လေးက Viber သုံးပါတယ်ရှင်
Viber လေးမှာလည်းလာပြီးတော့ဆက်သွယ်ပြီးတော့ဝီကိုတမှုတွေလေးတွေကိုဝယ်ယူအပေးနိုင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုဖိုင်လေးတွေလည်းဝီတိတ်ပြီးတော့အရင်ရက်မချပဲနဲ့တင်ပေးနိုင်အောင်လည်းဝီစူးစမ်းနေပါတယ်ရှင်ဝီစီမှာတခြားတစ်စိတ်အစမ်းလေးလည်းအများကြီးရှိပါသေးတယ်အဲ့အတွက်ဗီဒီယိုဖိုင်လေးလည်းဝီလုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒါလေးကစုပြီးရိုက်ထားပေးတဲ့ပုံလေးဖြစ်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုဖိုင်လေးမှာလည်းပြန်တွေ့ပါအောင်မယ်ရှင်